အားလုံးပဲမင်္ဂလာပါဗျာဒီနေ့မှာတော့ကျွန်တော်တို့ရဲ့မြေအောက်အင်းဆက်ကဘာကိုအလေသွားလိုက်အောင်ဗျအပိုင်း1အနေနဲ့ The Ant Rebellion ရဲ့ The Call of Ant နဲ့အစာပြုလိုက်ကြရအောင် တော်လန်ရေးအစဒီဇလန်းမှာစက်ရုပ်တွေမဟုတ်တော့ပဲတကယ့် insect လောကရဲ့တဘာဝအတိုင်း realistic macro style နဲ့ခမ်းနားအောင်တင်ဆက်သွားပေးပါမယ်ကြီးမားလာတဲ့တစ်တော်ကြီးထဲမှာနေအောင်ချီနွေးနွေးလေးကတိရွက်တွေကြားကနေဖြာကျနေတယ်မြက်ပင်လေးတွေပေါ်မှာနှင်းဆက်လေးတွေတောက်ပနေပြီးပွေရွက်စိတ်ရွာလေးကအေးချမ်းစွာတွာလာလှုပ်ရှားနေကြပါတယ်တော်တွင်ကြီးငှက်တံများနဲ့နှွေးထွေးနေတဲ့မနက်ခင်းလေးတစ်ခုပါပဲပွေရွက်စိတ်ရာပေါင်းများစွာကစီတန်းပြီးသူတို့ကိုယ်ထဲတဲ့ကြီးမားတဲ့တစ်စိတ်တွေတိရွက်ဖက်တွေကိုတည်ယူနေကြတယ်ဇက်လိုက်ပွေရွက်စိတ်လေးကတော့အားတက်တရောဥဆောင်နေပါတယ်ပွေရွက်စိတ်ခြေတံများညင်ညင်ညာညာနဲ့အလုတ်လုံနေကြပါတယ်ထို့အချိန်မှာရုတ်တရက်ဆိုသလိုကောင်းကင်မှာအေယာမအရေးကြီးတွေကပွေရွက်စိတ်ရွာပေါ်ဖြတ်သွားတယ်ပွေရွက်စိတ်လေးတွေအပေါ်ကိုမော့ကြည့်လိုက်တဲ့အခါကြောက်မက်ဖွယ်နှံကောင်တစ်ဖွဲ့ကြီးကိုတွေ့လိုက်ရတယ်လီတိုးတန်ပြင်းပြင်းနဲ့နှံကောင်တောင်ပန်ခတ်တန်တဝီဝီကကောင်းကင်ကိုဖုံးအုပ်ထားပါတယ်နှံကောင်ကြီးတွေမြေပြင်ပေါ်ဆင်းသက်လာပြီးပွေရွက်စိတ်တွေစုထားတဲ့ရိတ်ခါပုံတွေကိုရက်ရက်ဆက်ဆက်ဖျက်ဆီးပစ်ကြပါတယ်သူတို့ရဲ့ရှည်လျားတဲ့ခြေထောက်တွေနဲ့ပွေရွက်စိတ်တွေကိုကန်ထုတ်ပြီးအစာတွေကိုအတင်းလူယူနေပါတယ်ပွေရွက်စိတ်လေးများကြောက်လန့်တကြအော်ဟစ်ပြီးထွက်ပြေးနေကြပါတယ်နှံကောင်များကတော့ရေမိုးနေကြပါတယ်ညိခါတွေအကုန်ပါသွားပြီးနောက်ရွာထဲမှာပျက်စီးနေတဲ့အစာလောင်ကန်တွေနဲ့ဒဏ်ရာရနေတဲ့ပွေရွက်စိတ်ဦးကြီးတွေကိုတွေ့ရတယ်ဇက်လိုက်ပွေရွက်စိတ်လေးကဓာကိုကြည့်ပြီးမျက်ရည်ဝင်းနေပြီးအလွန်ဝမ်းနေပါတယ်ဇက်လိုက်ပွေရွက်စိတ်လေးကသူ့ရဲ့မျက်ရည်တွေကိုတုပ်လိုက်ပြီးလက်သီးကိုကြစ်ကြစ်ပအောင်စုပ်လိုက်တယ်သူ့မျက်လုံးထဲမှာဝမ်းနေမှုကနေအားဖိဖြစ်ပြောင်းသွားပါတယ်တဖြည်းဖြည်းအားတက်လာပြီးကြေလောင်စွာခစ်ကျွေးလိုက်ပါတယ်ငါတို့ပြန်တိုက်ခိုက်ရမယ်သူကသူ့ရွာကနေတယောက်ထိခရီးထွက်လာပါတယ်အေယာမတိရွက်ကြီးတွေကြောက်တုံးကြီးတွေကိုကြုံဖြတ်ပြီးတောအုပ်နှက်သေးကိုတိုးဝင်ပြီးအခက်ခဲတွေရင်ဆိုင်ဖြတ်ကျိုးနေပါတယ်ပွေရွက်စိတ်လေးအတော်တော်ပင်လေဖြင်းဖြင်းနေတဲ့ရေကန်လေးကိုတိရွက်ချောက်လှီနဲ့ဖြတ်ကူးနေပါတယ်မိုးဆက်လေးတွေကသူ့ဘေးမှာဘုံသီးတွေလိုကျနေပေမဲ့သူ့ရဲ့ပြတ်သားလာတဲ့စိတ်ဆွမ်းအင်နဲ့ဖြတ်ကျော်နေပါတယ်လန်ခရီးကကြမ်းတမ်းပေမဲ့သူ့ရဲ့ဇွဲလုံလတက်တီတို့ကြောင့်အင်အားကြီးမားတဲ့ပရွတ်စိတ်အနီတို့ရဲ့ရွာကိုရောက်ရှိသွားပါတယ်သူဟာတောအုပ်ရဲ့နောက်တစ်ဖက်ကပရွတ်စိတ်နီရွာကသူ့ကိုနွေးနွေးထွေးထွေးကြိုဆိုကြပါတယ်ထိုပရွတ်စိတ်တွေကအလွန်ကြမ်းတမ်းပြီးတိုက်ခိုက်ရေးမှာနာမည်ကြီးသူတွေပါသူကသူတို့ကိုစီးယုံဖို့စ조사ပြီးပြောပြနေပါတယ်နောက်ဆုံးမှာသူတို့ဟာလက်ခံခဲ့ပြီးပူပေါင်းနှိမ်နှင်းမှုသဘောတူခဲ့ပါတယ်နောက်ဆုံးမှာတော့အမျိုးမျိုးသောပရွတ်စိတ်မျိုးနွယ်စုတွေနီးနက်ညိုးဟာအေယာမမှုပွင့်ကြီးတစ်ခုအောက်မှာစုဝေးလာကြတယ်ဇက်လိုက်ပရွတ်စိတ်လေးကအားလုံးကိုဥဆောင်ဖို့အသင့်ဖြစ်နေပါပြီအပိုင်း2မှာဆက်လက်ကြည့်ရှုပေးပါ